လက်ပြီးစီစဉ်ခုနှစ်ရာမိခွင့်ပြောကြားပေးပါရန်ချင်းမျိုးသားတပ်ဦးစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ငွေလဲထောင်အားလေးစားစွာပန်ကြားအပ်ပါရရှင်ယနေ့2023မတ်လ10ရက်နေ့မှာကျင်းပခဲ့တဲ့ချင်းမျိုးသားတပ်မတော်ရဲ့အပတ်စဉ်90အခြေခံတင်ဒန်းစင်ပွဲစီးပြအခမ်းအနားတက်ရောက်လာသည့်ဧည့်သည်တော်ကြီးများတပ်မတော်အရာရှိကြီးများအကြပ်ကြီးအကြပ်ငယ်တပ်သားများတင်ဒန်းဌာနမှတင်ဒန်းမှုတင်ဒန်းရှာမများနဲ့တင်ဒန်းသားများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ရေဘောတို့ဒီနေ့ဟာမိမိတို့ချင်းမျိုးသားတအူချင်းမျိုးသားတမတော်ပါဝင်ချင်းမျိုးသားတရလုံးအတွက်ဒေါ်လာရင်းရှင်တော်ရမှာအရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်ချင်းမျိုးသားတအူရဲ့နိုင်ငံရေးဦးဆောင်မှုနဲ့ချင်းမျိုးသားတမတော်ဟာနှစ်ပေါင်း34နှစ်ကျော်ကြာရပ်တည်လာခဲ့ပြီးတမတော်ရဲ့အခြေခံစစ်တမ်းဟာအပတ်စဉ်90တိုင်အောင်မြင်ပြီးမြောက်နိုင်ခဲ့တာဖြစ်ပါတယ်ရေဘောတို့အနေနဲ့ယခုတင်ဒန်းကာလမှာအခက်ခဲတွေများစွာကြုံတွေ့ခဲ့ရတဲ့တင်ဒန်းမှုတင်ဒန်းရှာမများနဲ့တင်ဒန်းသားများအားလုံးအနေနဲ့တင်ဒန်းပြီးဆုံးတဲ့အထိလက်မလျှော့ပဲတင်ဒန်းပြီးမြောက်အောင်လေ့ကျင့်ပြီးမြောက်ခဲ့တဲ့အတွက်လေးစားကိုယူကြောင်းပြောကြားလိုပါတယ်ရှေးလျှောက်တာဝန်ထမ်းဆောင်ရမှာလက်ရှိကြုံတွေ့ရတဲ့အခက်ခဲတွေထက်အစအပေါင်းများစွာအခက်ခဲကြုံတွေ့ရမှာဖြစ်တဲ့အတွက်အဲ့ဒီအချိန်ကြရင်လေယခုလိုပဲအခက်ခဲအားလုံးကိုစွမ်းညာစွမ်းရှိတဲ့လောက်ကျူးစားကြော်ဖြတ်နိုင်ဖို့လိုအပ်ပါတယ်ဒါမှသာကျွန်တော်တို့အားလုံးလိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်မှာဖြစ်ပါတယ်ရေဘောတို့ဓမ္မတော်သားတယောက်အနေနဲ့အရေးကြီးဆုံးကအမိန့်နာခံမှုရှိကမ်းရှိမှုခန္ဓာရည်ရှိမှုမျိုးချစ်စိတ်ဓာတ်ရှိမှုခံယူချက်ကောင်းမွန်မှုအဖွဲ့အစည်းပေါ်စိတ်ဓာတ်ရှိဖို့လိုအပ်ပါတယ်စီတာရှင်းမျက်နှာပြင်မှာဖြစ်စေနောက်တန်းမှာဖြစ်စေရုံလုံးကမှာဖြစ်စေမိမိတာဝန်ကြရာနေရာမိသည့်နေရာမဆိုအထက်အရာရှိမှအမိန့်ကိုတတွဲတတင်လိုက်နာဖို့လိုအပ်ပါတယ်တင်ဒန်းတက်စဉ်တင်ယူထားတဲ့ပညာရပ်ဆိုင်ရာအားလုံးကိုမမေ့လျှော့ပဲအမဲလိုက်နာလေ့ကျင့်တင်ယူဖို့လည်းလိုပါတယ်ယခုတင်ဒန်းပြမြောက်ဒါဟာအခြေခံစစ်တင်ဒန်းတာဖြစ်ပါသေးတယ်ရေဘော်တို့အနေနဲ့ဌာနဆိုင်ရာအသီးသီးနေရာအသီးသီးမှာတာဝန်ကျတဲ့အခါလက်တွဲဖြစ်စေလက်လှမ်းမီရာစာတွဲဖြစ်စေတင်ယူတက်မြောက်ရှာများကိုမိမိကိုယ်တိုင်ကြိုးစားအားထုတ်ပြီးဆက်လက်တင်ယူရမှာဖြစ်ပါတယ်ဒါမှသာမိမိတို့မျှော်မှန်းထားတဲ့အည်သွေးပြီးမိတဲ့ချင်းမျိုးသားတပ်မတော်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ချင်းမျိုးသားတပ်မတော်ဟာချင်းလူမျိုးများအားလုံးရဲ့အမျိုးသားတပ်မတော်ဖြစ်တည်တဲ့အညီကြာရနေရာတီးတီးတာဝန်ထမ်းဆောင်ရမှာမိမိကိုယ်ကျိုးတစ်ခုတည်းမကြည့်ပဲတမျိုးသားလုံးအတွက်တာဝန်ထမ်းဆောင်တာဖြစ်ကြောင်းအမှတ်ရနေဖို့လိုပါတယ်မိမိတို့ဟာပြည်သူတပ်မတော်ဖြစ်တည်တဲ့အညီပြည်သူလူထုနဲ့ဆက်ဆံရမှာမိဘညီအကိုတားချင်းပမာလေးစားရင်းနှီးနှွေးထွေးစွာဆက်ဆံရလိုအပ်ပါတယ်တောမတာချင်းမျိုးသားတပ်မတော်ကိုပြည်သူလူထုမှလေးစားချစ်ခင်အားကိုးရတဲ့ရှိကမ်းရှိတဲ့တပ်မတော်တရားအဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်ရေဘော်တို့ယနေ့အချိန်ဟာဆိုရင်စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုရဲ့အပြင်ချင်းမျိုးသားတပ်ရဲ့မြောက်လင်းချက်ဖြစ်နေတဲ့ကိုပိုင်ပြထမ်းခွင့်ရရှိရအတွက်အရန်အရေးကြီးနေတဲ့အချိန်ဖြစ်ပါတယ်လက်ရှိရှင်နွေးနေတဲ့ဒေါ်လာရေးတိုက်ပွဲအောင်မြင်နိုင်မှသာအားလုံးမျှော်မှန်းထားတဲ့ကိုပိုင်ပြထမ်းခွင့်ရရှိပြီးနောက်ချင်းပြည်ထောင်တည်ဆောက်ရေးကိုဆက်လက်ချီတက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ချင်းမျိုးသားတပ်မတော်နဲ့ချင်းလဲအတွင်းရှိနေမယ်အားလုံးနဲ့ချင်းမျိုးသားမြို့နယ်ဆိုအားလုံးကိုကာကွယ်ရှောင်းရှောက်တိုက်ပွဲဝင်နိုင်ဖို့ရအတွက်အင်အားတောင့်တင်းဖို့ရေဘော်တအုပ်ချင်းစီတိုင်းမှာတာဝန်ရှိတယ်ဆိုတာလဲမမေ့ဖို့လိုပါတယ်ဒီကနေ့တင်ဒန်းရှင်းပြီးမြောက်တဲ့ရေဘော်များအနေနဲ့ကြာရကန္တနေရာအသီးသီးမှာ
တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးတာဝန်ထမ်းဆောင်ရမှာလဲမိမိအသက်ကိုပနာမမထားပဲချင်းလက်နဲ့ချင်းလူမျိုးအလုံးအတွက်တအိုးချင်းစီအနေနဲ့ရွရွချွန်ချွန်တာဝန်ထမ်းဆောင်ဖို့လိုအပ်ပါတယ်နေကုန်းချောအနေနဲ့လက်စစ်စီရဲ့အခြေအနေကိုကြီးချင်းအဖြစ်ကျွန်တော်တို့ရဲ့ရန်သူစစ်ကောင်စီအနေနဲ့တရက်ပြည့်တရက်တာလွင်ကအစမတန်တုံးတာကိုတွေ့ရပါတယ်ဒါကြောင့်စီရဲ့အစဉ်ဟာဒီထက်မကဘူမပင်းထန်လာမှာဖြစ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့လည်းစိတ်ဓာတ်ရိုက်ခါလက်နဲ့ပေါင်းစုံကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ရန်သူစစ်တပ်ဖက်ကမြောင်မှအင်အားကြီးမားပါစေဘီတိုလိုထွတ်တရက်လုံးရဲ့အင်အားနဲ့ဒေါ်လာရေးလောက်ဆောင်တဲ့တို့အားလုံးကစီစီလုံးလုံးတိုက်ခိုက်နေကြဖို့ပဲလိုအပ်ပါတယ်တိုးချင်းစီတိုင်းကစီစီလုံးလုံးနဲ့အယူကျေကျေအီခန့်ခန့်တိုက်ခိုက်ပါကကျွန်တော်တို့ရဲ့ရန်သူကိုမုတ်ချအနာယူမှာဖြစ်ပါတယ်ဒါမှသာစစ်ကောင်စီကိုအမြင့်ပြတ်ချေမှုန်းပြီးမိမိတို့ရဲ့ဗန်းတိုင်ဖြစ်တဲ့ချင်းပီထောင်တိဆောက်ရေးနဲ့တိုင်းပြည်လုံးရဲ့ရည်မှန်းချက်ဖြစ်နေတဲ့ရှင်းမှန်တဲ့ဒီမိုကရေစီပီထောင်စုတိဆောက်နိုင်မှာဖြစ်တယ်လို့ပြောကြားရင်းနေကုန်းချုပ်ပါတယ်